ွှေဆိုင်တယ်ခွန်တက်ခွန်ဖရိန်တည်တဲ့ဆိုင်ပေါ့နော်ဒီတစ်ဆိုင်ထဲမှာပဲကဏ္ဍနှစ်ပေါက်ကိုထုတ်ပြပါမယ်နော်ပွဲရွှေကဏ္ဍမှာနော်ပုံစံတူပါနော်စိုက်တူပုံစံတူကျွန်တော်ပြနေကြအတိုင်းပါပဲနော်အဲ့မှာလေးတေသုံးဖရိန်ကဏ္ဍတစ်ပေါက်တည်တယ်ပေါ့နော်အဲ့ဒီဒေတာရဲ့နောက်ပိတ်သုံးလုံးကလည်း4 3 4ဆိုပြီးတော့နောက်ပိတ်သုံးလုံးတန်းထားတယ်အောက်မှာလည်း2 6နော်အဲ့ဒုတိယကံမှာနှစ်ကစီးလေးပါနော်ဒီ4 3လို့နောက်ဖရိန်တည်တယ်ပေါ့ဗျာထွက်ထားတယ်အဲ့မှာ4 3 4လို့နောက်ပိတ်သုံးလုံးထောင်ထားတယ်ပေါ့နော်အဲ့မှာလည်းအကျိတ်ကိုင်းမှာ2 6ဆိုတဲ့ကလန်းလေးခံထားပါတယ်နော်အဲ့ရရင်ဒီ4 1 3ကရင်တဘောရေးလိုက်မယ်9နှစ်မြောက်သွားမယ်1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်သွားလိုက်ရင်ခွန်တင်ကဒုတိယကံမှာလည်း1နှစ်2နှစ်3နှစ်4နှစ်မြောက်5နှစ်မြောက်သွားလိုက်ရင်9တစ်ခွန်ဆိုတဲ့အာပတ်လေလေးရှိတယ်ပေါ့နော်အဲ့တော့သူကလည်း9နှစ်မြောက်သွားထားတယ်လို့နောက်ခွန်တင်ကထက်ကရင်လည်း9နှစ်မြောက်သွားအောင်ပဲနော်သူကတော့9ချိန်လို့9နှစ်မြောက်လို့သွားရတယ်ပေါ့ဗျာနော်အာကနန်းလို့ဆိုတော့9နှစ်ချစီချိုးပုံစံမျိုးပေါ့နော်9နှစ်မြောက်စီချိုးပေါ့ဗျာချားမုံ1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်မှာနောက်ပိတ်သုံးလုံးဒီ3ခွင်3နောက်ပိတ်သုံးလုံးထောက်ပါရနော်ဒုတိယကံမှာလည်း1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်မှာခွင်3နောက်ပိတ်သုံးလုံးထောင်ထားတာရှိပါတယ်နော်အဲ့ဒီသူ3ခွင်ထောင်လာရင်နောက်နေ့ဟိုရေးလိုက်မှာပေါ့ဗျာနော်တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်မြောက်ရေးလိုက်ရင်လည်းခွင်2 9ဆိုပြီးတော့ထောင်ထားပါတယ်နော်ဒုတိယကံမှာလည်းအဲ့လိုပေါ့ဗျာ1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်ပါလိုက်ရင်9နှစ်ခွင်ဆိုပြီးတော့တက်လေလေးလာပြီးထောင်ထားပါတယ်နော်အဲ့မှာ4 1 3အားထောင်တယ်ခွင်တင်ကို4 1 9အားထွက်တယ်ခွင်တင်9အားထွက်တယ်ခွင်9နှစ်အားထွက်တယ်ပေါ့ဒုတိယကံမှာလည်း4 1 3 5တစ်ခွင်အား9နှစ်ခွင်အားဆိုပြီးတော့ဖိန်တဲထားရှိပါတယ်နော်အဲ့ဒီမှာထွက်မဲ့ခြင်းကတော့4ချိန်မြောက်ပါပေါ့ဗျာနော်ဒီကောင်ကကျတော့5ချိန်မြောက်3ခုခွင်ရစောဒီဘက်မှာကျတော့ထွက်4ချိန်မြောက်3ခုခွင်ရထက်စောအဲ့မှာခွန်ကိုဒီပရမဆိုင်မှာပုံမှာခွန်ခါခွန်ထိပ်စီသူ့ရဲ့တပည့်ကျော်ထွက်ပြရရဲ့အထက်မှာ3နောက်ဒီမှာလည်းဒီကောင်ကသူ့ရဲ့ထက်ကခွန်ထိပ်စီပေါ့ဗျာနော်သူ့ရဲ့အောက်ထွက်ပြရအထက်မှာလည်းထွက်မဲ့ပြရအထက်မှာလည်း3နောက်ပိတ်ထားအဲ့3နောက်ပိတ်ရရှိမှလည်း9 9တော့ရှိတယ်ဒီမှာလည်းရှိတယ်1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်သွားလိုက်9 9တော့ခံပြီးမှအပေါ်မှာ8 9 3လို့ဒီမှာခွေထားတယ်သူ့ရဲ့ထက်မှာလည်း3ခါ3နောက်ပိတ်ခွန်းနောက်ပိတ်ဆိုပြီးတော့ခံထားတယ်အဲ့မှာဒီ3နောက်ပိတ်က1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်သွားလိုက်8 9 9တော့အဲ့8 9 9တော့မှာလည်း3 9 8ဆိုပြီးတော့ခွေထားတာရှိသူ့ရဲ့ရှိမှာလည်း3နောက်ပိတ်3ခါ3နောက်ပိတ်ခွန်းနောက်ပိတ်ဆိုပြီးတော့လာခွေထားပုံစံတူတွေရှိပါတယ်နော်အဲ့မှာဒီ3ခုရဲ့ထက်သောမှာထွက်ဒီ3ခုရဲ့ထက်သောမှာထွက်တဲ့ဒီတစ်ခုကိုကြည့်အဲ့တစ်ခုကဘယ်မှာတော့ဆိုဒီနားမှာရှိပါရရှိတော့ခွတင်9အောင်မှာခွတင်9ရဲ့1နှစ်2နှစ်3နှစ်မြောက်မှာခွတင်9လည်းရှိအဲ့ခွတင်9ရဲ့အောင်မှာလည်း9ခွင်ခွာတယ်9ပြိခံတယ်နောက်အောက်မှာခွင်3ညခွင်ခွာအဲ့ဒုတိယကံမှာလည်း1နှစ်2နှစ်3နှစ်မြောက်ကဒီမှာ4 5 3လေးရှိရပါဗျာနော်အဲ့ဒီမှာ9ခွင်ခွာတယ်9ပြိခံတယ်ခွင်3ညဆိုပြီးတော့ရှိတယ်ပေါ့ခွာထားတယ်အဲ့မှာလည်းခွင်1ခွင်ပေါ့ဗျာနော်ဒီမှာကျတော့ပြောင်းမယ်ပေါ့ဗျာခွင်1ခွင်ပေါ့ဗျာဟိုကတော့ဒီလိုခွေတယ်ခုကဒီလိုပြန်ခွေအဲ့မှာဒီကခွင်1ခွင်ကိုဒီမှာလာပြီးထွက်တယ်လို့ယူမှာပေါ့နော်အဲ့တော့ကျတော့မင်းအထောက်ဒီရှိလဲဆိုရှိပါတယ်နော်အဲ့ဒီခွင်1ခွင်ရရင်1နှစ်2နှစ်3နှစ်4နှစ်ရှိကိုသွားလိုက်ရင်9နှစ်မြောက်မှာ8ခွင်ဆိုပြီးဇောင်းထုတ်ပါတယ်သူရဲ့နောက်2နှစ်ကျော်မှာလဲ3ည6ဆိုပြီးခါ3လို့ဇောင်းထုတ်တာရှိပါတယ်နော်ခ
ခါသုံးလုံးဆောင်ထိုးတယ်3ညာ6ခွင်6ဆိုပြီးတော့4လုံးခွေထားတာရှိပါတယ်အဲ့လိုပဲဒီမှာဒီ355ရင်1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်ဆင်းလိုက်ရင်ခွင်8ခွင်ဆိုပြီးတော့ထိတ်ခါပိတ်ဆိုပြီးတော့တောင်းထုတ်တာရှိပါတယ်ပြီးရင်2နှစ်ကျော်မှလည်းပုံစံတော့အချိန်ကိုက်မှလည်း3ညာ6ဆိုပြီးတော့ခါ3လုံးဆောင်စားတာရှိပါတယ်96လို့ခံထားပါတယ်ဒီမှာလည်း96လို့ခံပြီးခါ3လုံးဆောင်ထင်ပါတယ်3ညာ6ခွင်6ဆိုပြီးတော့4လုံးခါ4လုံးခွေထားတာလည်းရှိပါတယ်နော်အဲ့ဒီမှာအထက်ကိုသွားလိုက်မှဆိုရင်ဒီအဲ့ရင်1နှစ်2နှစ်3နှစ်သွားလိုက်ရင်လည်းဒီမှာနောက်ပိတ်ခွင်1လို့ခံပါတယ်ခွင်1လို့ခံထားတဲ့ဒီရှေ့ရကဏ္ဍကိုဒီ3ခုခွင်ရဲ့ဒီဆောင်မှာလာထုတ်တယ်ဒီမှာ1နှစ်2နှစ်3နှစ်ဒီမှာခွင်1လို့နောက်ပိတ်နှလုံးတက်ထောင်ထားတဲ့သူ့ရဲ့ရှေ့ရကဏ္ဍဒီ453ကိုဒီ33ခွင်ဆောင်ထိုးတဲ့ဒီထက်မှာ453ဆိုပြီးတော့354ဆိုပြီးတော့လာပြီးထည့်ကျင်တာနော်အဲ့မှာလည်းအပေါ်မှာလည်း3နောက်ပိတ်ထားတယ်ပေါ့ဗျာနော်အဲ့တော့ခွင်1ခွင်ဆိုတာအားလေးရတော့ကျွန်တော်ကဒီဖရိယိုးတယ်တာပေါ့ဗျာနော်ဟို354ကတော့ကွဲရွှေ့တာပေါ့နော်အဲ့တော့ကြတော့အဲ့စိုက်ကလေးကကျွန်တော်ခုချိန်မှာဒီနေ့မှာပေါ့ဗျာဒီချိန်မှာဟောဘူးလို့မြင်လို့တင်လိုက်တာပေါ့နော်ကျွန်တော်အားလုံးကိုစိုက်ကလေးကိုပြအောင်လို့ပေါ့ဗျာနော်ခဏဆိုတာတော့ကံမှာပဲပေါက်တယ်မပေါက်ဘူးဆိုတာတွေကတော့နော်ကျွန်တော်တင်စရာကဏ္ဍတွေကတော့အများကြီးရှိတယ်စိုက်တွေကတော့ကြည်နေတာတွေလည်းအများကြီးပေါ့ဗျာဒါနဲ့တင်မဲ့လုံလိုက်ရင်စိတ်ထဲမှာဝါသွားလိုက်ရင်ဆိုတော့မတင်မဲ့နေတာပေါ့နော်ဝေကဏ္ဍတွေလည်းရှိပါတယ်နော်ကျွန်တော်နောက်ချိန်ဒီမှာအေးစီစီပြပါမယ်နော်နောက်တစ်ဖိုင်နဲ့လာနိုင်လဲလာခဲ့ပါဦးမယ်အားလုံးမင်္ဂလာပါအားလုံးကံကောင်းကြပါ